အင်္ဂလိပ်စာသင်ဖို့စုံစမ်းတဲ့သူတွေလွဲမှားနေတဲ့အသည့်လေးတစ်ခုကိုကျွန်မဒီဗီဒီယို file လေးမှာအားလုံးသိအောင် share လုပ်ပေးပါမယ်။အဲ့တော့ကျွန်မရဲ့ဒီ Business English Speaking Course ဟာဆိုလို့ရှိရင်ဒီသင်ရိုးတစ်ခုလုံးကိုเนาะသင်ဖို့ဆိုလို့ရှိရင်ကျွန်မကဒီစာသင်ချိန်တစ်ချိန်မှာသင်ခန်းစာဘယ်လောက်သင်ရမလဲဆိုပြီးတော့ကျွန်မက adjust လုပ်ထားတယ်။အဲ့တော့ adjust လုပ်ထားတဲ့အခါမှာဒီသင်ရိုးတစ်ခုလုံးပြီးဖို့အတွက်ဆိုရင်စုစုပေါင်းစာသင်ချိန်24ချိန်ကျောင်းသားတစ်ယောက်ကိုသင်ရပါတယ်။အဲ့တော့24ချိန်ကိုပုံမှန်တော့တစ်ပတ်မှာ2ချိန်သင်တာပေါ့နော်။2ချိန်ဆိုတော့တစ်လမှာ8ချိန်ဆိုတော့ဒါ3လဆိုလို့ရှိရင်24ချိန်ပြည့်သွားပြီအဲ့တော့အဲ့လိုမျိုးတစ်ပတ်မှာ2ချိန်သင်တဲ့အခါမှာဒီ2ချိန်သင်လိုက်တဲ့သင်ခန်းစာကိုကျန်တဲ့စာမသင်တဲ့9ရက်မှာအပြောတွေအရေးတွေတခြားလေးကျောင်းသားလေ့ကျင့်ဖို့လိုတယ်အဲ့လိုလေ့ကျင့်မှဒါနောက်တစ်ပတ်စာသင်ချိန်ပြန်ရောက်တဲ့အခါမှာအရှိမသင်ထားတဲ့သင်ခန်းစာလို့သူကြည်ကြည်ညက်ညက်เนาะကျွမ်းကျွမ်းကျင်ကျင်ဖြစ်သွားပြီးတော့မှဒီ24ချိန်လည်းပြီးတော့ဒီစကားပြောရေးစနစ်ကိုသူကျွမ်းကျွမ်းကျင်ကျင်လေးတက်မြောက်သွားမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့တော့ကျောင်းသားတွေအခုဒီသင်တန်းကိုစုံစမ်းတဲ့သူတွေကသူတို့ကတခြားပစ္စည်းတွေဝယ်တယ်လို့ပေါ့နော်သူကဘာမေးလဲဆိုတော့ဒီတစ်ပတ်ကိုဘယ်နှစ်ချိန်သင်လဲတစ်ပတ်ကိုစာသင်ချိန်က2ချိန်ပါဒါဆိုရင်နေ့တိုင်းသင်လို့မရဘူးလားနေ့တိုင်းကိုသင်နိုင်တာဆိုတော့ကျွန်မရတယ်နေ့တိုင်းသင်လို့ရတာပေါ့နော်တစ်ပတ်မှာ9ရက်သင်တယ်ဆိုလို့ရှိရင်3လမကြံတော့ဘူးလေတစ်ပတ်မှာ9ရက်သင်တယ်ဆိုလဲတစ်လဟာလာတစ်လ၄ပါးနဲ့ပြီးသွားမယ်လေတစ်ပတ်မှာ9ရက်ဆိုလဲတစ်လမပြည့်ဘူးပေါ့နော်ဆိုတော့ဒီသင်လာတော့ကြိုက်တော့သင်လို့ရတယ်ဒီ24ချိန်ကအများများသင်လိုက်တယ်ဆိုလို့ရှိရင်24ချိန်မြန်မြန်ကုန်သွားမှာဖြစ်တဲ့အတွက်စွတ်စွတ်ပေါင်းတူတဲ့ကြာချိန်တော့အဲ့လောက်ထိမကြတော့ဘူး3လတော့မကြတော့မြန်မြန်ပြီးသွားမှာမှန်တယ်ဒါပေမဲ့အဲ့လိုရက်အများကြီးသင်ပြီးသင်ခန်းစာတွေအများကြီးသင်ပြီးတကယ်တော့ကိုကလိုက်လုံနိုင်ရဲ့လားတကယ်သာလိုက်မလုံနိုင်ဘူးဆိုလို့ရှိရင်နေ့တိုင်းစာသင်တယ်ကျမကလေကျမရဲ့သင်ရိုးကိုဒါစာသင်တဲ့တစ်ချိန်မှာဘယ်လောက်ပြီးရမလဲဆိုပြီးတော့မှကျမတေချာလေး arrange လုပ်ထားရတယ်မဟုတ်လို့ရှိရင်ကြိုက်တယ်လို့ပေါ့အစင်းရမရှိစရာမရှိဘဲနဲ့ကြိုက်တယ်လို့သာသင်နေမယ်ဆိုလို့ရှိရင်ဒီသင်ခန်းစာတစ်နှစ်တည်း2နှစ်တည်းလည်းဖြစ်သွားမှာပေါ့နော်အဲ့လိုတွေလုပ်လို့မရဘူးဘယ်အရာမဆိုစနစ်တကျလုပ်ရမှာဖြစ်တဲ့အတွက်ဒီသင်ရိုးလေးကတော့24ချိန်ပြီးတဲ့အခါမှာဒီသင်ရိုးလေးအပြီးပေါ့ဆိုပြီးတော့မှကျွန်မအဲ့လိုမျိုးလေးတေချာလေး adjust လုပ် arrange လုပ်ထားတာဖြစ်ပါတယ်အဲ့တော့သူတို့ကနေ့တိုင်းသင်ချင်တာဘာလို့ဆိုတော့သူတို့ရဲ့သဘောကတော့သင်တန်းချင်းသွင်းပြီးတဲ့အခါမှာအဲ့တော့ဆရာမကတပတ်မှာဒီသင်တန်းကို2ချိန်သင်တယ်အဲ့တော့သူတို့ကသင်တန်းချင်းသွင်းထားတာနဲ့တန်အောင်လို့တပတ်မှာ9ရက်လုံးသင်ချင်တာ9ရက်လောက်သင်ချင်တာအဲ့တော့တပတ်များများသင်ရဆိုတော့သူတို့ပိုတန်ပြီးဆိုပြီးတော့မှအတွေးခေါ်ကအဲ့လိုတွေးတာတော့အဲ့တော့ကျွန်မအနေနဲ့ပြန်ဖြေတာကအမြဲတမ်းသူတို့ကိုလည်းအကြံဉာဏ်ပေးတယ်လို့အမြဲတမ်းပြောပြတယ်အဲ့တော့စာသင်ချိန်များများယူရတယ်များများယူရတယ်ကိုယ့်အချိန်များများယူလိုက်တဲ့အတွက်3လတော့မကြတော့ဘဲနဲ့စောစောတော့ပြီးသွားမှာပဲရှိတယ်ဒါပေမဲ့အဲ့နေ့တိုင်းသင်တဲ့စာတွေကိုမှတိတ်ချမလေ့ကျင့်နိုင်ဘူး practice မလုပ်နိုင်ဘူးမ train နိုင်ဘူးဆိုလို့ရှိရင်ဘာတက်တော့မှာလဲနော်ဒီ24ချိန်နဲ့စောစောစီစီပြီးသွားပြီးတော့မှဘာမှတက်မှာမဟုတ်ဘူးဘာကြောင့်ဆိုတော့ကျမတို့ကသင်တယ်ဆိုတဲ့အခါမှာဒီဆရာတယောက်ကကျောင်းသားတယောက်ကိုသင်တဲ့အခါမှာဒါသင်ပေးတဲ့အခြေအနေပဲရှိတယ်အဲ့သင်ခန်းစာကိုကိုခေါင်းထဲမှာတေချာမှတ်မိဖို့အတွက်ကိုကကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ရေးနိုင်ဖို့အတွက်ဆိုတာကကိုဘက်ကိုလေ့ကျင့်မှရတာအဲ့တော့လေ့ကျင့်ဖို့အချိန်ဆိုတာရှိလို့ရှိရမယ်သင်တာကြီးပဲလုပ်သွားလို့မရဘူးသင်တာကြီးပဲလုပ်သွားဘယ်လိုလုပ်တက်မှာလဲလေ့ကျင့်တဲ့အချိန်မှမရှိဘူးဒါပေမဲ့သူတို့ရဲ့အတွေးကတော့လာများများစာသင်ချိန်ရရင်ပို့ပြီးတက်မယ်ဆိုတဲ့အတွေးပေါ့အဲ့တော့ခုနကလို့ကျွန်မကတေချာလေးရှင်းပြပြီးဖြေလိုက်တဲ့အခါကျတော့ဟဲဆိုပြီးတော့မှပြန်ကြည့်မခတ်တော့ဘာသာမှ reply မပြန်ဘူးသူတို့ထင်ထားတာတပတ်2ရက်ဆိုတော့ငါနေ့တိုင်းတင်နိုင်ပါတယ်နေ့တိုင်းတင်ချင်ပါတယ်အဲ့ဒါဆိုလို့ရမလားဆိုရင်တပတ်2ရက်ကိုဒီလောက်တင်ကြည့်ပေးရအဲ့တပတ်9ရက်တင်ရင်တော့ငါပို့တန်မှာပဲပေါ့ okay ဒီလိုအကျိုးအကြောင်းလည်းရှိရဆိုတော့ရပါတယ်ဟုတ်လား9ရက်လုံးသုံးလဲတင်လို့ရတယ်9ရက်လုံးသုံးလဲရတယ်ဒါဆိုလို့ရှိရင်တော့24ချိန်ကမြန်မြန်ပြီးသွားရုံပဲရှိမှာစားတော့တခြားလိုက်မလုပ်နိုင်ရမှာမဟုတ်ဘူးဆိုတော့ဘာမှပြန်မလာတော့ဆိုတော့နော်အဲ့တော့သူတို့ဒီဘာသာစကားတစ်ခုသို့မဟုတ်ပညာရပ်တစ်ခုကိုလေ့လာတဲ့အခါမှာဘယ်လိုလေ့လာရမယ်ဆိုတဲ့နည်းစနစ်တွေဘယ်လိုလေ့လာရမယ်ဆိုတဲ့သဘောတရားတွေကိုမသိတဲ့သူတွေပေါ့နော်အသိဉာဏ်နည်းတဲ့သူတွေပေါ့အဲ့လိုလူတွေကတော့အများကြီးကိုကျွန်မသင်တန်းမှာလာပြီးတော့မှ inquiry လုပ်တဲ့အခါမှာကြုံရပါတယ်အဲ့တော့ကျွန်မဒီဗီဒီယိုလေးမှာဒီအင်္ဂလိပ်စာကိုလေ့လာနေတဲ့သူတွေကိုအကြံဉာဏ်ပေးချင်တာကသင်ဖို့ဆိုတာလည်းလိုအပ်ပါတယ်အဲ့တော့ကိုကမတက်သေးတဲ့အတွက်ဆရာသမားတယောက်စီကသင်ယူဖို့ဆိုတာလိုအပ်ပါတယ်အဲ့သင်ယူရုံနဲ့မရဘူးကိုယ့်ဘက်ကိုself study ပေါ့နော်ကိုယ့်ဘက်ကိုလေ့လာရမယ်ကိုယ့်ဘက်ကိုလေ့ကျင့်ရမယ်အဲ့ဒီအပိုင်းကပို့ပြီးတော့အရေးကြီးပါတယ်အဲ့တော့မှဒါဆရာသင်လိုက်တဲ့သင်ခန်းစာကိုကိုကကျွမ်းကျွမ်းကျင်ကျင်တက်မြောက်မှာဖြစ်ပါတယ်အဲ့တော့စာသင်ချိန်တွေအများကြီးရခြင်းအဓိကမဟုတ်ပါဘူးเนาะအဲ့ကိုရလိုက်တဲ့စာသင်ချိန်ကိုကိုကအဲ့စာသင်ချိန်မှာသင်လိုက်တဲ့သင်ခန်းစာကိုကောင်းကောင်းလေးလေ့ကျင့်နိုင်မှသာအဓိက target အင်္ဂလိပ်စကားပြောနိုင်ရမယ်ရေးနိုင်ရမယ်ဆိုတော့ target ကိုရောက်မှာဖြစ်ပါတယ်အဲ့ဒီလေးခေါင်းထဲမှာထည့်ဖို့ကျွန်မဒီဗီဒီယိုဖိုင်လေးကနေပြောပြပေးချင်ပါတယ်ဗီဒီယိုကိုအခုလိုကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့သူတွေဖြစ်နိုင်ကြပါစေ